မင်္ဂလာပါ Wiley Education Consultancy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ဒီစင်ကာပူနိုင်ငံ MBS မှာကျောင်းတက်ရောက်နေတဲ့မောင်လေးမင်းအဖွဲ့ရဲ့ဒီကျောင်းတက်ရောက်တဲ့ဒီ experience လေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်မောင်လေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်မောင်လေးဒီ MBS မှာပေါ့နော်ဗာမင်ဂျာလေးတက်ရောက်နေလဲဆိုတဲ့အကြောင်းလေးမိတ်ဆက်ပေးပါဦးနော်MBS မှာကကျွန်တော် Information Technology ကိုတိစိုက် University ကပေးတဲ့ Bachelor ကိုတက်နေရပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီစင်ကာပူမှာပေါ့နော်တက်ရောက်ဖို့ရွေးချယ်ဖြစ်တဲ့ပုံလေးကိုလည်းပြောပြပေးပါဦးနော်ဘယ်လိုပြောမလဲကျွန်တော်ကအရင်တော့ YU မှာတက်တာဟုတ်ကဲ့ YU မှာတက်ပြီးတော့ HND ပြီးတော့ကျွန်တော်တစ်နှစ်လောက်ဗာတက်မှမသိဟိုရအောင်ဒီရအောင်အဲ့လိုဖြစ်နေရနေတော့ UK ဘက်သွားမလားစင်ကာပူဘက်သွားမလားအဲ့လိုရွေးချယ်ရနေပြီးတော့ပြောရရင်တော့ UK ဆိုရင်တော့ဒီစင်ကာပူထက်ဆိုင်ရင်တော့အများကြီးစီးကြီးရယ်ဟုတ်ကဲ့အဲ့တော့ဟိုစင်ကာပူဘက်ပဲရွေးပြီးတော့ဟိုမိသားစုနဲ့လည်းတွေ့မယ်ဆိုရင်အဲ့လို9လတစ်ချိန်6လတစ်ချိန်ပြီးအိမ်ကလာလဲတာပါဒါကြရင်လည်းအဆင်ပြေရစားနဲ့ကျွန်တော်စင်ကာပူဘက်ပဲရွေးလိုက်တာပါနော်ဟုတ်ကဲ့ပါအဲ့တော့အခုဒါ MBS ကိုရွေးချယ်ပြီးသွားပြီပေါ့နော်ရွေးချယ်ပြီးအခုဒီမှာတက်နေတာဆိုရင်ဒါတစ်လကျော်တော့ရှိပြီလေနော်တစ်လနီးပါလောက်လောက်ရှိပြီနော်အဲ့တော့ဒီမှာကျောင်းတက်တဲ့အချိန်မှာဒီစာသင်ကြားမှုပုံစံလေးပေါ့နော်teaching system တွေကအောင်မောင်လေးအတွက်အဆင်ပြေလားအဲ့ဒါလေးလည်းပြပြပေးပါအောင်နော်စာသင်ကြားမှုပုံစံကြတော့ကျွန်တော်တို့ပုံမှန်တပြင်းကျောင်းနေဆိုရင်တင်တဲ့ပုံစံတွေကအရှိရဆရာတင်အနောက်ကကျောင်းသားတွေကရှင်းနေမှတ်မယ်အဲ့လိုပုံစံမျိုးသွားတာများတယ်ဒီကျောင်းမှာကကျွန်တော်ရောက်ပြီးချင်းကျန်တဲ့ကျောင်းတွေနဲ့မတူတာကိုပြောရမယ်ဆိုရင်ဆရာနဲ့တပည့်နဲ့ဆရာတစ်ခုနေတယ်တပည့်ကတစ်ခုပြောမယ်အမေအဖြစ်ပုံစံမျိုးသွားတော့နားလေရပို့လွယ်ပေါ့ဘယ်လိုပြောကိုနားမလဲတဲ့ဟာဆိုရင်လည်းအဲ့လိုအမြဲတမ်းအမေအဖြစ်သဘောမျိုးနဲ့သွားနေတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဟိုတချို့အဲ့လိုမျိုးဆရာကိုမေးရမှာကြောက်တဲ့လူတွေအဲ့လိုလူတွေအတွက်ကြောင့်တခါတည်းပြောနေနေပဲလို့တေချာကိုရှင်းပြသွားတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဆိုရင်ဒီအတန်းထဲမှာရောဒီစာသင်ကြားတဲ့ဆရာတွေကရောlocal တွေလားဒါမှမဟုတ် foreigner တွေရောပါသေးလားအခုကျွန်တော်တင်နေရတော့ local တွေပဲတင်နေရတယ်ဒါပေမဲ့တင်နေရတဲ့ local တွေဆိုပေမဲ့ဆရာတွေက Singaporean တွေဆိုပေမဲ့အဲ့လို Singlish အဲ့လိုအတန်တိတ်မပါဘူးသူတို့ပြောတဲ့အတန်နားလည်ရလွယ်တယ်နားလည်ရလွယ်တပြည့်အတန်းတွေမှာလည်း foreigner ဆရာတွေတင်တဲ့ဟာတွေတော့ရှိတယ်ဟုတ်ကဲ့ပါဟုတ်အဲ့တော့ဒီကျောင်းမှာပေါ့နော်အခုလာတက်တဲ့အချိန်မှာဒီ campus experience အနေနဲ့ကြာတော့ဘယ်လို facility support လုပ်ပေးထားလဲအဲ့ဒါလေးလည်းပြောပြပေးပါဦးရှင်းပြောရရင်တော့စင်ကာပူကနိုင်ငံချင်းချင်းလေးထဲမှာမှတချို့ဘယ်လိုပြောမလဲ university ဆိုရင်အဲ့လိုကွန်ဒိုထဲမှာမှအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအခန်းတစ်ခါအဲ့လိုငှားပြီးအဲ့လိုအကျယ်သဘောမျိုးမရှိဘဲနဲ့ဖွင့်ထားမျိုးရှိတယ်ဒီမှာကျတော့အဆောင်က block A B C D E F ဆိုပြီးအဲ့လိုအများကြီးရှိတဲ့အပြင်မှာကျောင်းသားတွေနေဖို့အတွက် hostel ဆိုပြီးတော့တီးတန့်တော့တစ်ခုထပ်ရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့အပြင်မှာနေရပါတော့အဲကျောင်းမှာနေတဲ့လူတွေအတွက်အဆင်ပြေလို့တော့ပြောကြပါတယ်ဟုတ်ကဲ့ပါဟုတ်အဲ့ဒါဆိုလို့ရှိရင်မောင်လေးအခုဒီမှာကျောင်းတက်တဲ့အခါကျတော့ကျောင်းသားခအနေနဲ့ပေါ့နော်ဒီတခြား expert နေတဲ့ကုန်ကြစိတ်ကဘယ်လိုမျိုးလေးကုန်ကြလဲကျောင်းသားခအနေနဲ့တော့ကျောင်းက1600016000ဝန်းကျင်ပေါ့နော်အဲ့လောက်ရှိရဲအဲ့ဒါကိုကျွန်တော်ကကျောင်းစောအဲ့လိုဆိုပြီးတော့ဟို1000 discount နဲ့ steady grant 1000ပြီးတယ်ပြီးတော့ဟို short t-shirt နဲ့ဟိုကြတော့1400အဲ့ပတ်ဝန်းကျင်လောက်ပဲကြာတော့မြန်မာငွေနဲ့ပြန်တွက်မယ်ဆိုရင်သိန်း900တော့မပြေးလိုက်ဘူးပေါ့ဟုတ်နော်အမေဆိုတော့ဒီ top up တက်ဖို့အတွက်ဆိုရင်တော့ UK နဲ့ရှင်မယ်ဆိုရင်တော့ဒါပဲပြောဒီကျောင်းသားတွေအနေနဲ့တက်နိုင်တဲ့အမောင်ပြောလို့ရတာပေါ့နော် duration ကရောဘယ်လောက်တက်ရလဲ duration ကကျွန်တော်က8လပြီးရင်ပြီးပြီပေါ့8လပြီး bachelor ရတာပေါ့နော်ဆိုတော့အဲ့ဒါပြီးရဲ့အခါကျရင်တော့ဒါဒီစင်ကာပူမှာအလုပ်ကိုင်ခွင့်လန်းနေတာရရှောက်ပြီးရဲ့လမ်းကြောင်းတွေဆက်ပြီးလုပ်ရပါပေါ့နော်အဲ့လိုလုပ်လဲရဒါမှမဟုတ်ကွာ master ဆက်တက်ချင်တဲ့အဆင်ပြေပေါ့နော်ဆိုတော့အခုစင်ကာပူရွေးချယ်လိုက်ပြီးကျောင်းတက်လိုက်တဲ့အချိန်မှာဒီနိုင်ငံမှာနေရတဲ့အတွေ့အကြုံတွေဘယ်လိုမျိုးခံစားရလဲဒီနိုင်ငံမှာနေရတဲ့အတွေ့အကြုံဆိုရင်တော့ချွတ်တတာတော့သုံးပါအဆင်ပြေတာပေါ့နော်အဲ့တော့ expensive ဟုတ်တယ် expensive ပေါ့အဲ့ဒါ expensive ဖြစ်တယ်ဘယ်လိုပြောမလဲကျွန်တော်ဆိုရင်အခုကျောင်းမှာနေရမဟုတ်အပြင်မှာနေရဆိုတော့ကျောင်းကနေအိမ်ကိုနေတိုင်း MRT နဲ့သွားတာဖြစ် bus နဲ့သွားတာဖြစ်ဆိုရင်အသွား$ဝယ်အပြန်$ဝယ်ဆိုရင်$3ဆိုရင်မမ$1000လောက်ပါဖြစ်နေဟုတ်တာပေါ့အဲ့ဒါနဲ့အစင်ပြန်နဲ့စပိန်တစ်စီးဝယ်အဲ့လိုမျိုးကိုလည်းအဲ့လိုကိုနေရဲ့နေရာနဲ့ကိုကျောင်းတက်မဲ့နေရာဘာညာအဲ့လိုတေချာတော့ကောစစ်ဆက်တော့အဲ့လိုလုပ်ဖို့တော့လိုတာပေါ့အိမ်မှာအဲ့လိုမျိုးထမင်းချက်စားတယ်ဘာညာဆိုရင်တော့ပိုတတ်တာဒါကျွန်တော်ကတော့တိတ်ပြီးတော့ချက်စားပြစ်တာမျိုးတော့မရှိလို့ပုံစားတို့ပါတော့အဲ့လိုနေရာမျိုးမှာဆိုရင်တော့တစ်နက်ကို$3 $4လောက်နဲ့ပြီးသွားတာပေါ့ဟုတ်ပြီအဲ့တော့တနေ့ကိုဆိုလို့ရှိရင်ဥပမာ MRTC ရယ်ဆိုရင် MRTC ကလည်းစားစိမ်းတောက်စိမ်းလည်းဆို30လောက်တော့ကုန်ပါပေါ့နော်ပုံမှန်ဆိုရင်တော့
15ပုံဝင်စင်လောက်တော့သွားတယ်ဟုတ်ကဲ့ အော်ဟုတ် အဲ့လိုကိုကအဲ့လိုအသုံးဆွဲကိုလည်းမလျှော့ဘူးအဲ့လိုဟိုသွားထီသွားဆိုရင်တော့130လောက်တယ်40လောက် ကိုပေါ်မှာပူနေတာပေါ့နော်အော်ဟုတ်ကဲ့ပါဟုတ်ဒါဆိုရင်တော့ဒီမှာလာပြီးကြောက်တက်မယ်ဆိုလို့ရှိရင်တော့ဆိုရင်တေချာလေးဘယ်လိုမျိုးနေမလဲဘယ်လိုမျိုးသွားမလဲဆိုတဲ့ဟာကိုကျောင်းသားဘက်ကရောကြိုပြီးတစ်ခါလေးလေ့လာထားရင်တော့ပိုကောင်းတယ်ပေါ့နော် ဘယ်လိုပြောမလဲကျွန်တော်အခုအတက်နေရတဲ့မှာအတက်နေရတယောက်ဆိုရင်သူကဒီကိုရောက်မှအခန်းစားရှာတာဒီကိုရောက်မှအခန်းစားရှာတာဆိုတော့ကျောင်းလာမှမရဘူးသူတရက်ကျောင်းလာမယ်ဆိုရင်အဝေးကြီးပဲတနားရီခွဲလောက်ရထားစီရတယ်ရထားတဲ့အောင်မှာတနားရီခွဲဆိုတော့ဟိုဘက်ထိပ်ဒီဘက်ထိပ်လို့ဖြစ်နေတော့တိတ်အဆင်မပြေဘူးအဲ့လိုလာမယ်ဆိုရင်ကိုကျောင်းသားပတ်ဝန်းကျင်ကိုတခါတည်းအခန်းရှာရှာထားတာပိုအဆင်ပြေတယ် ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါအဲ့တော့မောင်လေးဒီစင်ကူမှာကျောင်းလာတက်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ MBS ကိုရွေးချယ်ပြီးတော့အဲ့တော့ဒီကိုလာတာကျတော့ဒီဘယ်လိုမျိုးလေးလာဖြစ်တာလဲပေါ့နော် ကျွန်တော်ကဘယ်လို Welling Education ကနေပြီးတော့အမနဲ့ပေါ့နော်ကျွန်တော်ကဘယ်လို YU မှာတဲ့ဟာဒီအမနဲ့ကအဲ့လိုခင်တာပေါ့အဲ့လိုခင်နေဆိုတော့အမကိုပဲကြီးကြပြီးတော့ဟိုသွားမယ်ဘယ်ညာအဲ့လိုအစားဆုံးပြောရနေပြီးတော့သူကဘယ်လိုပြောမလဲသွားရမယ်မနေ့ကလို့သွားရမယ်ဆိုရင်ဒီမနေ့အဲ့လိုလင်းဝင်းထီအဲ့လိုလိုက်ပို့အကျိုးအဲ့လိုအထီသွားလုပ်ပေးပါတယ်ဘောလည်းကောင်းပါတယ်မေးလည်းကောင်းပြောပါတော့သူတို့ကကြာတာရင်ကလေးကအရင်ကြီးနေတဲ့ကျောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ Willing Education Consultancy ကနေဆိုလို့ရှိရင်တော့ဥပမာကျောင်းသားက study abroad သွားချင်တယ်သွားတက်ချင်တယ်ဆိုတော့ကျောင်းသားတက်နိုင်တဲ့ budget နောက်တစ်ခါကျကျောင်းသားရွေးချယ်ချင်တဲ့ major ပေါ့နော်နောက်ပြီးတဲ့ခါကျတော့ကျောင်းသားအတွက်ပေါ့နော်ဒီနိုင်ငံအဆင်ပြေမလားမပြေဘူးလားသူတို့သွားချင်တယ်သူတို့ရဲ့ဒီစိတ်ဒီရီမန်းထားတဲ့နေရာတွေပေါ်မူတည်ပြီးတော့ပေါ့နော် Willing Education Consultancy ကနေပြီးတော့တေချာလေးတယောက်ချင်းစီ counseling လည်းပြုလုပ်ပေးတယ်ရွေးချယ်မှုအပိုင်းတွေလည်းပြုလုပ်ပေးတာပေါ့နော်အဲ့တော့မောင်လေးနဲ့လည်းတွေ့တဲ့အချိန်မှာမောင်လေးကိုလည်းဒါဘယ်ကိုသွားလို့ရလဲဘယ်လိုမျိုးရှိလဲကုန်ကြစိတ်တွေဒါတွေဆွေးနွေးပေးပြီးတဲ့အခါမှာပေါ့နော်နောက်ဆုံးဒီ MBS ကိုရွေးချယ်ပေးသွားတာပေါ့နော်အဲ့တော့ဟုတ်ဒီနေ့မှာဒီအချိန်လေးပေးပြီးတော့ interview လေးလုပ်ပေးရတဲ့ကျေးဇူးတင်ပါတယ်နောက်ကျောင်းသားတွေအကယ်၍ရှိရလာမေးတယ်ဆိုလို့ရှိရင်လည်း share လေးတွေပြုလုပ်ပေးဖို့ request လုပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ